လူဟာအောင်နိုင်ခြင်းနဲ့တော့အောင်နိုင်ရတဲ့ဥစ္စာသူကအရသာဒါကြောင့်မို့ကလေးတွေဟောလူကဆိုင်မျိုးပေါ့တက်တာတွေ့ဘူးလေမရရအောင်တက်တာအတစ်တက်ပြီးလဲပြီးရောပြန်ဆင်းတော့မဆင်းနိုင်တော့အဲ့ကြမှာអော်တော့တာဘာလို့ဆိုတက်တာနဲ့ဆင်းတာသိခဲ့တယ်တက်တာဆိုမဆင်းနိုင်ရင်ဟော်လို့ကြီးကျသွားတယ်ကျွန်တော်ပြောတာဟုတ်လားခင်ဗျားတို့တစ်ပင်မှာအတက်နဲ့အဆင်းမှုပါလိမ့်မယ်တက်မှုပါလိမ့်မယ်ကျုပ်လည်းတက်မှုတယ်ဆင်းလို့ရှိရင်ခင်ဗျာဟာခြေတော့ကဟိုဆန်းလိုက်ဒီဆန်းလိုက်နဲ့ဘယ်နေရာဆန်းလိုက်ရမှာမသိဘူးခင်ဗျာခြေကားပါရင်တော့တစ်မျိုးပေါ့အဲ့တော့တက်ရတာသိခက်တယ်လို့မပြောဆင်းဖို့ကြတော့လိမ့်မကြအောင်လုပ်ရတာသိခက်တယ်အဲ့တော့ကလေးတွေအဲ့ကြအော်ပြီဒါကြောင့်မို့ကလေးတွေကျွန်တော်ပြောတာအပြစ်မတင်နဲ့သူတို့ကိုဒိဋ္ဌာကစားကွင်းလုပ်ပေးပါစာကြည့်တိုင်းနဲ့ကစားကွင်းကနီးရမယ်